ဖေဖေနဲ့ကလေးကြားမှာတယောက်ကြောင်တယောက်ဘယ်လောက်ထိပိုတိကြလဲဒီနေ့မှာတော့အချင်းချင်းစမ်းသပ်မဲ့ခင်းလေးတွေဆော့သွားမှာပါမထင်မှတ်ထားတဲ့အဖြေတွေနဲ့ဘယ်လောက်ထိအောင်မှရရမလဲဆိုတာဗီဒီယိုလေးအဆုံးထိဆက်ကြည့်လိုက်ရအောင်နော်အဖေရဲ့အကြိုက်ဆုံးအစားအစာဖေရဲ့အကြိုက်ဆုံးအရာအဖေအကြောက်ဆုံးအရာအဖေရဲ့ဝါသနာအပါဆုံးအရာအဖေဒေါ်လာထန်အမြဲတမ်းစုလေးရှိတဲ့စကားတစ်ခုအမြဲပါတယ်အဲဒီစကားတစ်ခုကစုခံရပြီဆိုရင်အမြဲတမ်းပါတဲ့စကားတစ်ခုအဲ့ဒါဘာဖြစ်မလဲဘယ်လောက်တူမယ်လို့ထင်လားဆိုတော့ဟာမှ3 2 1ပြန်လိုက်စိတ်ထဲမှာ3ညကနေ10အထိ3ညကနေ10အထိကြိုက်တဲ့နံပါတ်ကိုမှတ်ထားလို့ရတယ်ကျွန်တော်3 2 1လို့ပြောပြီးသွားတာနဲ့အဲ့နံပါတ်ကိုလက်နဲ့လည်းထောက်ပြပါစကားနဲ့လည်းပြောပြပါ Okay ready ရနော် Okay စပါနော် Ready 3 2 1 Go ဆုံးနော်တားခါချင်းနှစ်ယောက်တူစဉ်းစားတာဟောဖြစ်တယ်နော်ကာလာတွေအများကြီးရှိတယ်အလွယ်ကူဆုံးကာလာတွေကကာလာတစ်ခုလောက်မှတ်ထားပြီ3 2 1 အော်ပြီးရတယ်အဲ့ကာလာပါစံနဲ့ပဲပြရရနော် Ready Steady 3 2 1 Go ဒီလိုကြတော့ဟုတ်နေပြန်ပြီနော် Okayမိသားစုညစာစုံညီပွဲစားမယ်တားဟင်းနေတယ်ဟောရွယ်ဟင်းတော့ပါတော့အဲ့ထဲကကိုမှားပြစ်မဲ့တားဖားနှစ်ယောက်လုံးစိတ်တူကိုမှားပြစ်မဲ့မီနူးလေးတစ်ခုတော့စိတ်ထဲမှာမှတ်ထား Ready လား Ready နော်ကင်မရာလေးချိန်ရမယ်နော်3 2 1 Go ပါလာကြတော့အကိုကြီးမလာရှန်ကိုကြိုက်တာဖြစ်နေတယ်ဟုတ်ပါလားဟဲ့မဲကြိုက်တာပါပေးတယ်ဒီဘိုးလေးမမြင်ဘူးဘာသာအိမ်မှာသူကတထေးလေနော်နီအမေလေးဒီနေ့ဂိမ်းလေးတွေကြောင့်တယောက်ကြောင်တယောက်ပိုတိပြီးတော့ပိုချစ်သွားကြတာပေါ့ Father Day မှာမိသားစုနဲ့အတူတူဒီလိုဂိမ်းလေးတွေဆော့ပြီးတော့အမှတ်တရလို့ကြည့်လိုက်အောင်နော်အားလုံးပဲ Happy Father Day ပါ Yoshido and Ensign.